နောက်နေ့များတွင်လည်းမြင်ဦးသည်ညနေတိုင်းဆိုသလိုညညတို့အိမ်သို့ရောက်လာတတ်လေသည်သို့တစေလည်းသူလာသည်ကသူ့ကိုတွေ့ရန်မဟုတ်သူ့ချစ်သူအသစ်ဆက်ဆက်ချွတ်ချွတ်ကိုတွေ့ရန်ဖြစ်သည်ဟုတွေးမိသောညညကသူ့ရင်ထဲ၌မျိုးသိပ်ထားရသမျှတို့ကိုပြင်မတစ်ပြောက်ပေါက်ကွဲမထွက်စေရန်မမဲကြီးချုပ်ပေးထားခဲ့ရရှာလေသည်လူတို့မြည်သည်ဘလို့ပင်ဟန်ဆောင်ကောင်းတော်လဲတနေ့ကျတော့မျိုးသိပ်ထားရသောအတွင်းစိတ်ထားတို့ပေါက်ကွဲထွက်သမျှဖြစ်လေသည်ထိုချက်ကိုညညကောင်းစွာသိသည်ဖြစ်လျာမိမိတနေ့ဟန်ဆောင်မကောင်းနိုင်တော့ပဲချိုနှင့်မြင်ဦးရှိတွင်သူကြိတ်ခံထားသမျှစိတ်ဝေဒနာဘူးပေါ်သလိုပေါ်ကုန်မျိုးအင်မတန်ဆိုးရိမ်နေမိသည်တို့ကြောင့်လည်းချိုနှင့်မြင်ဦးတို့ကိစ္စမြန်မြန်ကြီးပြီးပြတ်သွားလျက်သူတို့နှစ်ယောက်စလုံးမျက်စိအောင်မှပြတ်သွားရန်ကိုသာညညစိတ်ဆောနေမိသည်မြင်ဦးကိုလည်းနှစ်ယောက်တည်းမျက်နှာချင်းမဆိုင်မိစေရန်အမြဲကြိုးစားတတိထားခဲ့လေသည်ဘေးတွင်လည်းမြည်သူမှမရှိပဲမြင်ဦးနှင့်ကြားရှိစာမျက်နှာချင်းဆိုင်ရပါကသူ့ကိုအမြဲကပ်နေပုံရသောမြင်ဦး၏ရင်ဝင်နှင့်ခေါင်းအပ်ကာချုံမွေ့ချငိုပြစ်လိုက်မိကိုစိုးရိမ်သောကြောင့်ဖြစ်သည်မြင်ဦးနှင့်ချိုတို့သည်စနေနေ့တွင်တရားသူကြီးရှေ့၌လက်ထပ်ရန်စီမံထားကြလေသည်တို့ကြောင့်သောကြာနေ့ညသို့ရောက်ခဲ့သည့်အခါတွင်ညညသည်စိတ်သက်သာရာရလာသလိုဖြစ်လာတော့လေသည်တနင်္ဂနွေနေ့တွင်မြင်ဦးနှင့်ချိုတို့သည်မန္တလေးသို့သွားကြတော့မည်ဖြစ်လေရာသူတို့မရှိသည့်နောက်ညညသည်ဆက်လက်ဟန်ဆောင်နေရန်မလိုဟန်ဆောင်ရခြင်းအလုပ်ကလောကတွင်အခံရအခက်ဆုံးဝေဒနာတစ်ခုဖြစ်သည်ကိုလက်တွေ့ခံစားနေရသောညညသိရှိခဲ့လေသည်သို့ပေမဲ့လည်းသူ့ကိုအတွင်းကျိတ်စိတ်ဆင်းရဲအောင်ပြုမိသည့်သူတို့နှစ်ယောက်မျက်စိအောက်မှပြတ်ကွယ်သွားမည့်နေ့ကိုနီးကပ်လာပြီဖြစ်သည့်ပါတနေ့တွင်သူမ၏ရာသက်ပံချစ်သူဖြစ်ရတော့မည်ဟုရည်မှန်းထားခဲ့သောမြင်ဦးကမချိုလက်တွင်မနက်ဖြန်၌အပြီးပိုင်အပ်ရတော့မည်တွေးမိပြန်သည်ထိုအခါ၌လည်းညညတွင်ဆုံးရှုံးခြင်း၏အရသာကိုတနေ့နေ့ခံစားရပြန်လေသည်ထိုနေ့ညမူသူတို့အိမ်သို့မြင်ဦးခါတိုင်းကဲ့သို့ရောက်မလာပေတနင်္ဂနွေနေ့တွင်မန္တလေးသို့အလုပ်ပြောင်းရမည်ဖြစ်ထိုနေ့ညမိုးချုပ်သည့်အထိလုပ်လက်စအလုပ်များကိုရှင်းလင်းရပေမည်ချိုကပြောသားသည်ကိုညညသိရလေသည်ညအိယာဝင်သည့်အချိန်တွင်ချိုအိတ်ခမ်းသို့ညညဝင်လာလေသည်သူမ၏လက်ထဲတွင်စက္ကူတစ်ထုပ်ပါလာလေသည်ချိုသည်အိယာပေါ်၌လှဲနေရမှာအမားဖြစ်သူကမော်ကြည့်လိုက်လေသည်ဤအချိန်ကမြင်ဦး၏အချစ်ပြောင်းသွားပြီးနောက်ညီမနှစ်ယောက်ချင်းပထမဆုံးမျက်နှာချင်းဆိုင်မိသည်။ဦးမမမအေးသေးဘူးလား။အေးချိုကိုမမမင်္ဂလာလက်ဆောင်ပေးမလို့ဟုတ်လားဘာများလဲမမညိုသည်ညီမ၏ဂရင်ဘေးတွင်ဝင်ထိုင်လိုက်ရာလက်ထဲမှစက္ကူတို့ကိုဖွင့်ကြည့်မိ။အိုးဟုဆိုကညညအားမော်ကြည့်လိုက်လေသည်။ဒါမမကိုမြင့်နဲ့မင်္ဂလာဆောင်ရင်ဝတ်ဖို့ဆိုပြီးဝယ်ထားတဲ့အဝတ်တွေပါကလား။အေးလေဒီအဝတ်တွေကိုမမဝတ်ဖို့မှမလိုတော့ပဲချို့ကိုလက်ဆောင်ပေးလိုက်အကောင်းဆုံးပဲလာပေးတာချိုသည်ပေါင်ပေါ်တွင်နန်းသာရောင်ပိုးအင်းကြီးတစ်ထည်နှင့်ရွှေဖလားရောင်ဘန်ကောက်လုံးကြီးကိုဖြန့်ကြည့်ပြီးလက်နှင့်ပွတ်သက်ရမှာခွက်တရလေးဖြစ်နေသည်ထို့နောက်ချိုကဆက်ခနဲ့မော်ကြည့်လိုက်သည်မမချိုတစ်ခုမေးရသည်ဘာများလဲချိုသည်ရုတ်တရက်စကားမပြောဘဲသူ၏နှာခမ်းလေးကိုကိုက်ထားသည်ပြီးမှမမချိုကိုများစိတ်ခုနေသလားယင်ညညရင်ထဲတွင်ဒိတ်ကလေးဖြစ်သွားသည်လာပြီဒီမေးခွန်းသူဖြေရမည်ကိုကြောက်ရွံ့နေမိပြီမဖြေပေးရစေနဲ့လည်းဆူတောင်းမိပြီဒါပေမဲ့အခုတော့ဖြေပေးရမည်အိုးမမကဘာလို့စိတ်ကူးရမှာလဲချိုရဲ့မမစိတ်ကူးစရာအကြောင်းတွေအများကြီးရှိတာပဲမမရဲ့ချိုဝန်ခံပါတယ်အရေးကြီးဆုံးအကြောင်းကတော့မမရီးသားကိုချိုလူးမိတာပဲဟုတ်ပါတယ်မမရဲ့ချိုဝန်ခံပါတယ်မရှက်ပါဘူးချိုကရီးသားလူးတဲ့ကောင်းမလေးပါဘုံမင်းပြောတတ်တဲ့ချိုဒါကြောင့်လည်းကိုမြင့်ကသူ့ကိုငါအစားချစ်မိတာထင်ပါရဲ့ညီညိုသည်စိတ်ကိုတင်းနိုင်မြတင်းကချိုအားနှလုံးချင်းဆိုင်လျက်ကြည့်နေသည်ချိုညီမယူဆမ်းပါနဲ့ညီကကိုမြင့်ကိုလူးပြတာမှမဟုတ်ဘဲနဲ့ကိုမြင့်ကမမအစားချိုကိုသာရေးယူလိုက်တဲ့ဥစ္စာပဲချိုသည်သူ့မမမျက်နှာကိုတစ်စိမ့်ကြည့်ရှုနေလေသည်ညီညိုကသူ့မျက်နှာကိုလွှဲလိုက်ရာကစကားဆက်လေအေးချိုကိုတော့မမတစ်ခုတတိပေးခြင်းနဲ့ကိုမြင့်ကလူကောင်းတစ်ယောက်ပဲသူ့ကိုမမနှစ်ကချစ်ခဲ့တယ်လို့ချိုကလည်းသူ့ကိုချစ်ပါကွယ်မမအတွက်နဲ့သူတခါစိတ်ထိခိုက်ခဲ့ရပြီဒီတော့ချိုကသူ့ကိုစိတ်ထိခိုက်အောင်မလုပ်ပါနဲ့သူကချိုကိုချစ်တယ်လို့ချိုကလည်းသူ့ကိုပြန်ချစ်ကွယ်မမမှားတယ်လို့မမှားဘူးနဲ့ယောက်ျားတွေရဲ့အချစ်ဟာပန်းမင်ကလေးလိုပဲသူကိုယ်တိုင်ကဂရုတစိုက်နဲ့ရေလောင်းပေးမှနှမိုးရင်ရေမတွေ့ပဲပန်းမင်ကညှို့ချောက်သွားတယ်လို့သူတို့ရဲ့အချစ်ကလည်းညှို့ချောက်သွားတတ်တယ်ပြောရင်ကညီညို့ရဲ့အတန်မှာတိမ်နှိုးပြောက်ွယ်သွားခဲ့ပြီအမှန်တော့ဒီစကားတွေကိုသူဘယ်တော့မှမပြောဘူးထင်မိခဲ့ပြီအခုတော့လိုနှောက်မှထွက်သွားပြီချိုကသူ့ကိုဘယ်လိုထင်မလဲညီညို့ဒီကြပြားထိုင်လိုက်လေသည်မမကိုမြင့်ကိုချစ်တုံးမလားမမရဲ့ချိုသည်ညီညို့ကိုမော်ကြည့်ရမှာတင်းညောတန်နဲ့မေးလိုက်လေသည်ဒီမေးခွန်းကိုညီညိုကပြန်မထည့်အိုးမိဘာတွေမေးနေတာလဲဟုခက်ဆက်ဆက်ပြောရမှာနှုတ်ပင်မဆက်တော့ပဲအခန်းထဲမှပြေးထွက်လာခဲ့သည်ထိုညတစ်ညလုံးညီညိုအိတ်မပျော်ပြီးမနှက်ဖြန်မြင်ဦးကအပြီးပိုင်ဆုံးရှုံးရတော့မည်တော့အတွေးသည်သူ၏အသေးဆိုင်ပိုးထိုးနေသည့်အလားတရွက်ရွက်ကိုက်ဖြတ်ချိန်များလျက်ရှိနေလေသည်
ဒီလိုမြင်ဦးကဆုံးရှုံးလိုက်ရလိုက်နေဟုဘယ်တော့မှမထင်ခဲ့မိဒါပေမဲ့ခုတော့သူမလက်တွေ့ကြုံနေရပြီတကယ်တော့လည်းဒီလိုဖြစ်ရဒီမှာသူမရဲ့အဖြစ်သာရင်ဖြစ်လေသည်ဘသူ့ကိုမှအပြစ်တင်နေကြမလို့ဟုတ်လားဒီယောက်ျားတို့ရဲ့အချစ်ကပန်းမင်ကလေးနဲ့တူသည်ရေလောင်းနိုင်ပါမှတန်ဆွမ်းလာတတ်သည်ရေနစ်ကင်းဝေးပါကချစ်ပန်းမင်နှုတ်ချောက်သွားတတ်လေသည်ဒါပေမဲ့ဒီချက်ကိုသူအတိနောက်ကျခဲ့လေသည်တဟင်းဟင်းတလူလူတလိမ့်လိမ့်နဲ့တွေးရကညူညူသည်မြင့်တော်နှမအိပ်ပျော်သွားလေသည်သူအိပ်ရမှနိုးသည့်အခါတိုင်းနာနေတော်မြင့်နေမျက်လုံးနှလုံးပွင့်လာခြင်းသူတွေးမိသည့်အရာကဒီကနေ့ကိုမြင့်ဦးကိုသူများလဝကရတော်မူဟုတွေးပင်ဖြစ်လေသည်အသေးဆိုင်တစ်ခုလုံးကိုဆွဲထုတ်ယူလိုက်သည့်အလားသူ၏ရင်ထဲတွင်ဟာသွားပြီးနောက်တစ်ဖက်သို့လှည့်လိုက်ရာဂရင်မော်တွင်ချွေတွဲလက်ထိုင်နေသည့်ချိုချိုကိုတွေ့လိုက်လေသည်ချိုချိုကမတုံမလို့ထိုင်ရန်မှပတင်းမောက်စီသို့ငိုကြည့်နေသည်ချိုချိုဘာလုပ်နေတာတော့ဤတင်မှချိုချိုသည်သူမလှမ်းကြည့်ပြီးပြုံးလိုက်လေသည်ချိုချိုသည်ငကွင်းများကြားလေရဲ့မျက်နှာကလေးမှလည်းမတိမတညှိုးနှမ်းနေသည်ကိုညိုတတိပြုမိလေသည်ညကအိပ်ပြက်လို့ထင်ပါရဲ့မနှက်ဖြန်မင်္ဂလာဆောင်ကြတော့ဘဒိုးသမီးကညကဟိုအားတွေးတရားတွေနဲ့အိပ်ပြက်သက်နေပါမမနိုးပြီလား Good morning မမ morning ချိုချိုနေပါအောင်ဘာကိုထူးထူးခြားခြားမမနိုးအောင်ခံစားနေတာဩမမကိုပေးစရာတစ်ခုရှိလို့ပါဆိုချိုချိုကပြပြဆိုတော့သူ့ပေါင်မစက်ကူတော့ကိုညိုရင်မပေါ်တင်ပေးလိုက်လေသည်ထိုစက်ကူတော့ကညကသူ့လက်ဆောင်ပေးခဲ့ပြီးမင်္ဂလာဝတ်စားများပင်ဖြစ်နေသည်ချိုချိုဒါတွေဘာလို့ပြန်ပေးတာလဲမကြိုက်လို့လားချိုချိုဒီနှက်ခမ်းကလေးကိုပြုံးရအောင်နဲ့တွန့်ရင်အမဖြစ်သူကကြည့်လိုက်လေသည်မဟုတ်ပါဘူးမမကိုချိုချိုကမင်္ဂလာလက်ဆောင်ပြန်ပေးတာပါဒီဝတ်တွေကိုချိုချိုမဝတ်တော့ဘူးညိုဒီအိတ်နေမှာငါ့ခုနဲ့ထိုင်မိလေသည်သူ့ရင်ထဲကအတင်းနှလုံးမှာပောက်ကွဲလူမတတ်တဲ့ဒိန်းဒိန်းခုန်နေလေသည်ချိုချိုကြီးဘာပြောလိုက်တာလဲချိုချိုဒီခနဲ့တွင်ပြုံးလိုက်လေသည်မမကိုမြင့်ကိုမမပဲပြန်ယူတော့လေချိုချိုမယူနိုင်တော့ဘူးညိုဒီမျက်နှာကလေးညဉ့်လာသည်ချိုချိုကဒီလောက်ရေးကြည့်တဲ့ကိစ္စကိုကလေးကသားတရားများအောက်မေ့နေရသလားညီကဘာသဘောနဲ့ဒီလိုပြောလိုက်တာလဲချိုချိုပြောပါဘောကိုမြင့်ကိုချိုချိုမယူနိုင်တော့ဘူးလို့ပြောတာမမတတိပြုနော်မမကိုတနာလို့ဒီလိုပြန်ပေးတာမဟုတ်ဘူးနေပါဦးညီဟာအခုတစ်မျိုးတစ်ကြတစ်မျိုးနဲ့ဘာသဘောလဲညိုဒီကြားရတဲ့စကားများကိုနားမလည်နိုင်စိတ်တွေကမေးလိုက်နေတယ်ချိုချိုကအမားဖြစ်သူမျက်နှာကိုထူးကြတာကြည့်ရအတန်ကလေးထွက်အောင်ရေလိုက်လေပြီအော်မမဒီချီအောင်မအားရသလားမမရေချိုချိုကကိုမြင့်ကိုမမရှိမှကြောင်းတိုင်းနှိုက်ယူဝင်မယ်လို့မမတကယ်ပဲထင်နေရလားယင်ညိုကတတိတ်ခုန်နေတော့ရင်ကောက်စကားမပြောနိုင်နဲ့ချိုချိုကိုသာခက်တူတူလေးကြည့်နေနေပြီချိုချိုဒီအမဖြစ်သူရဲ့ပခုံးကိုအားမလို့အားမရဆွဲလုလိုက်ရမှာမချစ်မရဲဖြစ်စကားဆက်ပြောသည်မမချိုချိုပြောတာကိုခုထက်ထိနားမလည်သေးဘူးလားယင်ချိုချိုကိုမြင့်ကိုယူဖို့ဘယ်တော့မှစိတ်မကူးခဲ့ဘူးကိုမြင့်ကချိုချိုလိုမိန်းကလေးအတွက်မကြိုက်ပါဘူးမမနဲ့ကိုမြင့်တို့သဘောချင်းကွဲလဲခြင်းအချောက်တိုက်ခွာပြေးတော်မူဖြစ်နေတာတွေ့လို့ချိုချိုလည်းကြားထဲကမစီမဆိုင်အားမလို့အားမရဖြစ်မိတယ်ကိုမြင့်ကိုလည်းတနာမိတယ်မမကတော့ဒါလောက်တောင်တာဝန်ကြီးတဲ့သူတော်ကောင်းမကြီးလို့စိတ်ထဲကကြိတ်ပြီးမခံတာဖြစ်နေတယ်ဒါကြောင့်မို့လို့မမကကိုမြင့်ကိုပဲတကယ်ပဲချိုချိုတို့ထက်ချစ်နိုင်မချစ်နိုင်စိတ်ဆန်းကြည့်မယ်လို့ချိုချိုဒီလိုလုပ်ခဲ့တာနောက်ပြီးမမချိုချိုနဲ့ကိုမြင့်ကိုမနာလိုလာပြီးကိုမြင့်မစိတ်ပြန်နေအောင်လေလုပ်ဖို့လည်းရည်ရထားခဲ့ကြတယ်ချိုချိုဒီဤတို့ပြောပြီးနောက်ပခုံးလေးနှစ်ဖက်ကိုတွန်းလိုက်လေသည်အဲ့ဒါငါဘာလို့ရမှာလဲချိုချိုကညိုကနှကန်းကလေးမဲ့ကအောက်ကလေးကပြန်မေးလိုက်လေသည်ခက်ပါပြီမမရဲ့မမဟာကိုမြင့်ကိုချစ်နေတော့မှလားဒီတော့ချိုချိုနေရာကိုပြောင်းလိုက်ရုံပဲမမညကပြောခဲ့တဲ့စကားတွေမေ့သွားပြီလားယောက်ျားတွေရဲ့အချစ်ကပန်းမင်္ဂလေးနဲ့တူတယ်တကယ်ဆိုတော့ကိုမြင့်ကလည်းမမကိုချစ်နေတော့မှာပဲမမကသူ့ကိုဂရုမစိုက်ဘူးထင်နေလို့လားမမကိုအရွက်တိုက်တဲ့သဘောနဲ့သူဒီလိုတမင်လုပ်နေတာပါမမရဲ့ချိုချိုပြောသမျှကိုညိုဒီတူလေးကလေးနားထောင်နေပြီတို့ရရင်သူမရဲ့နှလုံးစုံကအယောင်တလက်လက်တောက်လာနေပြီဖြစ်တယ်အမှန်တော့ချိုချို၏စကားလုံးများသူမအုံနောက်မှာခြာလက်ပတ်လဲရှိနေသည်ကြောင်တက်ဖြစ်နေတော့သူမရဲ့အမူအရာကိုကြည့်တာချိုချိုသည်ညို၏ပခုံးများကိုအားမလို့အားမရဆွဲလုံးမိပြန်နေသည်မမချိုချိုပြောတာတွေကိုနားလည်ရဲ့လားမမဒီလောက်တောင်ချစ်နေတဲ့ကိုမြင့်နဲ့နီးရဖို့ချိုချိုကဒုတိယတစ်ခါထပ်ပြီးလမ်းဖွင့်ပေးနေတာနော်ဒီလိုအခွင့်အလမ်းကိုမမမူလကြီးလုပ်နေပြန်ပြီဒီတစ်ခါတော့ကျမတို့ကိုအစိုးမဆိုနဲ့တော့နော်အခုကိုမြင့်ကသူ့ခန်းကနေမမကိုစောင့်နေတယ်မနေ့10 နာရီကျရင်ရုံးသွားမှာလက်မသွားထုံးမယ်လက်ထပ်ကြဖို့စီစဉ်ထားတယ်အဲ့ဒါချိုချိုကိုသာမမပဲသွားပြီတော့ဒီတစ်ခါမညိုဒီအစီအစဉ်ကြစဉ်းစားနိုင်တော့ဒီချိုချိုကသူနဲ့ညီဦးတို့နီးရဖို့ဒုတိယအကြံလမ်းဖွင့်ပေးရင်ရှိနေပြီဒီလမ်းကိုသူသာမယူရင်ကိုမြင့်နဲ့ဘယ်တော့မှနီးတော့မှာမဟုတ်ဘူးဒီတစ်ခါတော့ဒီခွင့်ရုပ်သူရအောင်ချူတော့မယ်ကဲမမအခွင့်ရတော့မမရဲ့ပျော်ရွှင်မှုကိုအမိဖမ်းပြီတော့ချိုချိုကတိုက်တွန်းလိုက်တဲ့အခါတော့ညိုဒီပြာကြီးပြန်ရအတက်ဝင်လာတယ်ဒီ
ဒါပေမဲ့လည်းမင်္ဂလာဝတ်ဆံများကိုဝတ်လျက်မြင်ဦး၏အခမ်းအဝိုင်းသို့ညီညွတ်ရောက်လာပြန်သည့်အခါတွင်သူ၏ရင်တွင်ဝယ်စိုးရိမ်မှုများပြည့်စင်းလာလေသည်တို့ရာတွင်ညီညွတ်သည်ဆောက်တည်ရာမရစိတ်အားရုံနှင့်မနှဲ၏ချုပ်တီးကတကားခောက်လိုက်လေသည်တကားသည်ချက်ချင်းဖွင့်သွားပြီးနောက်ခေါင်းဆုပ်ဘွားနှင့်တကားဝမှရပ်နေသည့်မြင်ဦးကိုတွေ့ရလေသည်ဤတွင်သူမတစ်ခုလုံးသည်ဆက်ဆက်တုံနေသည်ထင်ဟင်ညီညွတ်ပါလားတဲ့ချိုချိုရောမလာသေးဘူးလား10 နာရီထိုးကန်နေပြီနောက်ကြတော့မယ်ဒီလိုပင်ပြောလိုက်တော့လည်းမြင်ဦးသည်သူကိုယ်တိုင်ကဘာမှပြင်ဆင်တာချင်းမရှိသည်ကိုညီညွတ်တွေ့ရလေသည်သူထိုင်နေသောကလပ်ထိုင်ဘေးမှစပွဲလေးကိုထလိပ်ပြပကံထဲကိုစီးကရက်တိုများတွေ့ရလေသည်မြင်ဦးမှစဉ်းစားကန်းဝင်နေကြောင်းထင်ရှားနေသည်မြင်မျိုးကအနှဲငယ်အားတက်လာသည်ချိုချိုမလာတော့ဘူးတော့ပြောသူရင်တွင်ရှိသမျှတော့ကိုအထင်းသားဖော်ပြနေသည့်မျိုးလုံးစုံနဲ့မြင်ဦးကမော်ကြည့်လိုက်သည်ကိုမြင့်ကိုတောင်းငန့်မှုလာခဲ့တာပါကိုမြင့်ညိုမရှက်နိုင်တော့ပါဘူးညိုတကယ်ပြောနေရလားယင်ကိုမြင့်ခေါ်ရနောက်ကိုဘသူမှမငဲ့ပဲလိုက်နိုင်မယ်လားမယုံကြည်နိုင်သေးသေးထပ်မြင်နေပြီ။အိုးတကယ်ပြောတာပေါ့ကိုမြင့်ရဲ့ညိုဘသူ့ကိုမှငဲ့မနေနိုင်ပါဘူး။လောကမှာညို့အတွက်အရေးကြီးဆုံးအိုးအချစ်ဆုံးကကိုမြင့်ပါပဲ။ကဲယုံပြီလားကိုမြင့်။ခေါင်းလေးကိုတဆက်ဆက်ညှင်းနေညိုညိုကရင်းတို့ပြောလိုက်သည့်အခါတွင်မြင့်ဦးသည်သူ့ချေရင်းနှင့်ထိုင်နေတဲ့ညိုညိုကဆွဲယူရကိုလုံးလေးကိုရင်ဝင်ထဲသို့ဆွဲသွင်းပုတ်သိမ်းလိုက်လေသည်။ညိုကိုမြင့်ညိုကိုချစ်ပါတယ်ကွယ်။ညိုကတော့ကိုမြင့်ကိုအမကညီမကိုလွယ်လွယ်ကူကူပြောင်းချစ်နိုင်တယ်လို့အထင်ပေးမိမှာပဲအမှန်တော့ကိုမြင့်စိတ်ရင်းထဲမှာချိုချိုအပေါ်မှာဘလို့မှသဘောမထားခဲ့ပါဘူးညီညိုကကိုမြင့်ခေါ်ရအောင်မလိုက်နိုင်တော့ဘူးလို့မြင်လိုက်တော့ကိုမြင့်အတော်စိတ်ပြက်မိတယ်ဒါလောက်တောင်ဖြစ်လာတာအကြောင်းပြလိုက်အောင်မယ်သူမခံချင်စိတ်နဲ့ဒီလိုလုံးမိတာပါဒါမှလည်းညိုကကိုမြင့်ဘက်ပြန်ပြီးစိတ်လည်လာမယ်လို့ယုံကြည်ခဲ့တယ်လေပြီးတော့လည်းငါဒီလိုလုပ်တော့ညီညိုပေါ်တရားပါမလားလို့လုပ်ခဲ့မိတဲ့အလုပ်ကိုပြန်မရနေခဲ့မိတာအခုတော့ဟန်ကျသွားတာပေါ့မြင်ဦးဒီစကားကိုအဆုံးသတ်လိုက်ကညလုံးဝိုင်းလေးများနဲ့နားထောင်ပြီးညီညိုကငုံကြည့်လိုက်တယ်ညိုကိုမြင့်ပြောတာတွေကိုယုံရလားယုံပါတယ်ကိုမြင့်ရဲ့ယုံပါတယ်ညီညိုသည်ပြန်ပြေလောက်ပြီးနောက်ချစ်သူ၏ရင်ဝင်နှင့်မျက်နှာကလေးအပ်ထားသည်သူ၏ရင်နှင်းဝယ်ကဆုံးဆုံးရတော့မိကြတဲ့မှာကိုအချိန်ကြီးပြန်ကောက်ရရှိသူတကယ်လို့ကျင်းနဲ့နှစ်သိမ့်မှုအချိန်တို့သည်တဖိမ့်ဖိမ့်ခံစားနေရပြီလေတည်း